မင်္ဂလာပါအားလုံးဆုံးမြနေကြတဲ့ဆရာနာဖြစ်တစ်ဖက်စာတိတ်စာရွက်ကလေးလာပါပြီဒီကက်ကလေးဆိုရင်တော့12ရက်2လ2024ရက်နေပြီးမှ16ရက်2လ2024ထိတစ်ဖက်စာတိတ်စာရွက်ပဲဖြစ်ပါတယ်ဗျာနော်မိတ်ဆွေတွေကြိုက်နေတဲ့ဆိုရင်တော့ like and share လေးလုပ်ပေးသွားကြပါအောင်ခြားသောမိတ်ဆွေတွေပါကြည့်လို့ရအောင်လို့ပါဖုန်းဝင်ခြင်းတဲ့မိတ်ဆွေတွေလည်းဖုန်းဝင်လို့ရပါပြီဗျာနော်အားလုံးဒီတစ်ပတ်မှာအကောင်းဆုံးကြိုးစားပြီးတော့ပြန်ပြီးတော့တက်ပေးသွားမှာပဲဖြစ်ပါတယ်ကြည့်ရှုမှုတွေလည်းကျေးဇူးတင်ပါတယ်ခြားသောမိတ်ဆွေတွေပါနော်ကြည့်လို့ရအောင်ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးထားတိတ်စာတွေကိုအမြဲတမ်းတင်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်